အသက်60ရောက်တဲ့အခါမှာလူအများစုကဒီစကားတစ်ခုကိုပြောကြတယ်ငါလှုပ်ရှင်ခဲ့တာအများကြီးရှိခဲ့တယ်ဒါပေမဲ့ငါမလှုပ်ခဲ့ဘူးလူတော်တော်များများကအခွင့်အရေးမရှိလို့မအောင်မြင်တာမဟုတ်ဘူးကြောက်လို့ဒီအလုပ်တွေကိုနောက်မှလုပ်မယ်ရွှေ့ထားတယ်သူများတွေဘာပြောမလဲဆိုတော့စဉ်းစားပြီးမလုပ်ဖြစ်တာသက်ကြီးလာတဲ့အခါနောက်ရှုံးသွားတဲ့နောင်တထက်ငါမစားခဲ့လိုက်တဲ့နောင်တကနာကျင်ပါတယ်ဒီနေ့တင်လုံနိုင်တဲ့အလုပ်တွေကိုနောက်နေ့အတွက်မရွှေ့ထားပါနဲ့ဘာလို့လဲဆိုတော့အင်ကပြန်ဝယ်လို့မရတဲ့တစ်ခုတည်းတော့ပစ္စည်းဖြစ်လို့ပါ9နှစ်နောက်ပိုင်းဒီနေ့ရဲ့တင်းရဲ့ဆုံးဖြတ်ချက်တွေကြောင့်ကျေးဇူးတင်နေရလားဒါမှမဟုတ်နောင်တရနေရတာလားဒီဗီဒီယိုကိုကြည့်ပြီးနောက်တင်းအနေနဲ့ဒီအချိန်မှာစားလုပ်ချင်တဲ့အရာတစ်ခုကို comment မှာရေးခဲ့ပြီးတော့ပါ